ဆီယမတွေကနေပြီးတော့မှတတိရှာတင်ပေးရပေါ့နော်ညခင်းဘက်တွေဆိုလဲည10နာရီခွဲ7အဲ့ချိန်လောက်ထိတတိရှာခေါ်ပြီးတော့မှtrain ပေးတာမျိုးတွေရှိတယ်ပြလို့ရှိရင်ညီမတို့ကိုတပတ်ကိုတရက်ကြောင်းခေါ်ပြီးတော့မှကျောင်းဆီယမတွေနဲ့တူပြန်ပြီးတော့မှလေ့ကျင့်ပေးတာမျိုးတွေရှိတယ်မှာမလေးအီစာမင်္ဂလာပါဟုတ်ပြီတွေ့ရတာဝမ်းသာပါတယ်အမကဒီ Tempos မြန်မာရဲ့ play လို့ခေါ်ပါတယ်လက်ရှိကတော့ဂျပန်မှာနေပြီးတော့ဒီ Tempos မြန်မာမှာစာတင်နေတဲ့ကျောင်းသားတွေအလုပ်ရဖို့အတွက်အလုပ်မိတ်ဆက်တာကိုအဓိကတာဝန်ယူနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်ညီမလေးဘက်ကနေကိုမိတ်ဆက်ပေးလို့ရမလားမသိဘူးရှင်ညီမက Tempos မြန်မာမှာinterview training တန်းတက်ခဲ့တဲ့ EASO ဝင်နိုင်မှာအခုတော့နာဂိုယာဖူဂျီကောက်ကတန်းဆိုင်မှာလုပ်နေပါတယ်ဟုတ်ကဲ့ညီမလေးကျေးဇူးတင်ပါတယ်ဒီ Tempos မြန်မာမှာတင်ကြားခဲ့တဲ့အရာပေါ့နော်ဒီ training class တက်ခဲ့မယ်လို့ထင်တယ်เนาะအဲ့ဒီအရာတွေကတကယ်ကို interview ဖြေတဲ့အချိန်မှာဒီအသုံးဝင်ခဲ့သလားတကယ်လက်တွေ့အသုံးဝင်ခဲ့တယ်မှာဘာလို့လဲဆိုတော့ညီမတို့ကို interview training တုန်းကလည်းဂျပန်ဆီယမတွေကနေပြီးတော့မှတတိရှာတင်ပေးရပေါ့နော်ညခင်းဘက်တွေဆိုလဲည10နာရီခွဲ7အဲ့ချိန်လောက်ထိတတိရှာခေါ်ပြီးတော့မှtrain ပေးတာမျိုးတွေရှိရပြလို့ရှိရင်ညီမတို့ကိုတပတ်ကိုတရက်ကျောင်းခေါ်ပြီးတော့မှကျောင်းဆီယမတွေနဲ့တူပြန်ပြီးတော့မှလေ့ကျင့်ပေးတာမျိုးတွေရှိရမှာအဲ့ဒါကြောင့်မလို့ညီမအခုဂျပန်ရောက်တော့လဲမှန်တာရတတိရှာကိုအသုံးဝင်နေပေါ့မှာဒီဒါပေမဲ့စူးစမ်းစေးတို့အကုန်လုံးကတတိရှာပြန်ပြီးတော့မှတတိရှာရှင်းပြပြီးတော့ညီမတို့ဗီဒီယိုတွေရောတတိရှာရိုက်ပြီးတော့မှဘယ်နေရာတွေမှာမှားနေတယ်ဘယ်နေရာတွေကိုပြင်တင်တယ်အဲ့လိုမျိုးတတိရှာပြန်ထောက်ပြပြီးတော့မှရှင်းပြတာမျိုးတွေရှိတယ်မှာညီမလေးတင်ကြားခဲ့တဲ့အပေါ်ပေါ့နော်စင်စေးတွေရတင်ပေးတဲ့အရာမှာဒီအချက်တွေကကောင်းနေဒီအချက်တွေကကြတော့တိတ်မကောင်းဘူးဒီအချက်တွေကိုနည်းနည်းပြုပြင်တင်တယ်ဆိုတော့အရာတွေရှိလားမသိဘူးရှင်ဂျပန်စံစေးတွေဆိုလို့ရှိရင်ညခင်းဘက်တွေဆိုမရမရှင်းအဲ့လိုအင်္ဂါတွေလည်းပေးတယ်ပြလို့ရှိရင်ညီမတို့မှားမဲ့အရာတွေလည်းတို့တွေကတခြားတတိခဏခဏပေးပြီးတော့ပြန်ပြီးမှလေ့ကျင့်ပေးတယ်ပြလို့ရှိရင်ညီမတို့တပတ်တစ်ခါကြောင်းသွားတဲ့အခါဆိုလို့ရှိရင်လည်းမြန်မာစံစေးတွေကတတိချာကိုရှင်းပြပြောပြပြီးတော့မှအဲ့လိုမျိုးရှင်းပြရဆိုကောင်းပါတယ်မှာကျွန်တော်အဲ့လိုကစံစေးတွေကစိတ်ပူပြီးတော့မှအဲ့လိုမရမှာစိုးရိမ်တာအဲ့လိုမျိုးတွေကြောင့်မလို့တတိချာလို့အင်္ဂါတွေရမ်းပြီးတော့အင်္ဂါတွေမလုပ်ချင်ဘူးဟုတ်တယ်နော်အင်္ဂါကတော့အရန်ပေးတယ် Tempos မြန်မာအင်္ဂါတော့အများကြီးပေးတယ်နော်Tempos မြန်မာကစိတ်ချလို့ရတဲ့တင်တိုင်းကျောင်းတစ်ခုလိုမျိုးနေဘာလို့လဲဆိုရင်ညီမတို့ဒီဂျပန်ရောက်တော့လည်းပဲ3လတစ်ခါအဲ့လိုမျိုး3လတစ်ခါညီမတို့ကို Zoom ခေါ်ပြီးတော့မှအဆင်ပြေလားအဆင်မပြေတာမျိုးတွေရှိလားအဲ့လိုမျိုးတေချာမေးပြီးပြောပြတာမျိုးတွေရှိတော့ကောင်းနေတယ်ဟုတ်ကဲ့ပါညီမလေးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်တယ်နော်ညီမလေးတို့အဆင်မပြေတာရှိလို့ရှိရင်အမတို့ကကြတော့ဒီဂျပန်မှာနေတဲ့ဒီ Spark ညီမလေးတို့ရှိရန်လုပ်ပေးနေတဲ့ခါကြီးဖြစ်တဲ့အတွက်ကြောင့်ဒီ Tempos မြန်မာနဲ့အတူတူပဲပေါ့နော်ဘယ်ချိန်ဖြစ်ဖြစ်ဆက်သွယ်မေးမြန်းလို့ရပါနော်ဟုတ်ကဲ့ညီမလေးကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါပါ